အာရှမြို့သမီးချန်ပီယံလိခြေစစ်ပွဲအတွက်အုပ်စုမဲခွဲမှုတွေပြီးမှာတော့ AR မြို့သမီးတင်ဟာလက်ဘနွန်ကနက် Low Limit FC စင်ကာပူကလပ် FC ဂျူရွန်တရုတ်တိုင်ပေကလပ် New Taipei City ဟန် UNFC တင်တို့နဲ့အုပ်စု F မှာတအုပ်စုတွေကြာရောက်ခဲ့ပါတယ်။တသင်းနဲ့ခြေစစ်ပွဲအောင်မှာမို့ AR တင်အမားကင်းမှသာခြေစစ်ပွဲအောင်ဖို့မျှော်လင့်နိုင်မှာပါ။အုပ်စုတွင်မှာပေါ်1နဲ့ပါဝင်ခဲ့တဲ့တရုတ်တိုင်ပေကလပ် New Taipei City တင်ကတော့ AR တင်ခြေစစ်ပွဲအောင်ဖို့အဓိကပြိုင်ဘက်ဖြစ်သလိုအကြီးမားဆုံးအတားအဆီးလည်းဖြစ်လာနိုင်ပါတယ်။လက်ရှိထိုင်ဝမ်မူလန်ဖူဘောလိမှာသူတို့ရဲ့ခြေစွမ်းကအကောင်းဆုံးလို့ဆိုရမှာပါ။ခန်းစစ်ကဂိုးပေးရမှာကိုအင်မတန်မုန်းတီးတဲ့ပုံစံမျိုးကစားနေပြီးကလင်းရှိဘေးကိုမရှိဂိုးပြတ်ပွဲစဉ်တွေနဲ့ရလက်ကောင်းတွေတောက်လျှောက်ရယူထားပါတယ်။ဒီအသင်းကို2019မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးထိုင်ဝမ်ရဲ့နာမည်ကြီးဖူချန်ချာအိုလစ်ယူနီဗာစီတီနဲ့ပူးပေါင်းချိတ်ဆက်ထားတာပါ။အသင်းရဲ့လူစင်းကျော်ယူပိုင်းကအဲ့ဒီတက္ကသိုလ်ကထွက်လာတဲ့သွေးသစ်ကစားသမားတွေဖြစ်တာကြောင့်ကစားသမားချင်းချင်းနားလည်မှုကတော်လေးခိုင်ပါပါတယ်။ပြည်တွင်းတိမှာလည်းအမြဲတမ်း top 3 စီးရင်ဝင်အသင်းကြီးပါ။တရုတ်တိုင်ပေလိမှာနိုင်ငံခြားသားကစားသမားတွေကိုစနစ်တကျနဲ့အထီရောက်ဆုံးသုံးတတ်တာတိုင်ပေစီတီအသင်းပါပဲ။သူတို့ရဲ့နီးစနစ်နဲ့ကစားကွက်မြန်ဆန်မှုအတွက်ဂျပန်အမျိုးသမီးအဆင့်မြင့်လိဂကစားသမားတွေကိုအဓိကခေါ်ယူလို့ရှိပါတယ်။တာနာဂါမီဝါနဲ့မီယာမိုတိုခါနိုတို့လိုဂျပန်တိုက်စစ်ကွင်းလက်ကစားသမားတွေနဲ့အသင်းကို balance ဖြစ်အောင်အားဖြည့်ထားတာမြင်တွေ့ရပါတယ်။ချူယန်ဘူးထိုင်ဝမ်လက်ရွေးစင်အသင်းရဲ့ကြောက်ဆောင်အသင်းကလင်းရှိတွေအများကြီးရနေတာကသူမရဲ့ခံစစ်ဦးဆောင်မှုကြောင့်ပါပဲ။ဥရောပလီပြင်သစ်နဲ့ဩစတြေးလျထိသွားကစားမှုတဲ့ဝါရင့်မြေခွေးအိုကြီးလို့နာမည်ပြောင်ရထားတဲ့တိုက်စစ်မှုချူရန်အိုကတော့သတိထားရမယ့်ကစားသမားပါ။အသက်ရလာပေမဲ့သူမရဲ့ကွင်းတွင်းဦးဆောင်မှုနဲ့ကစားကွက်ဖတ်နိုင်စွမ်းကစားထိုးမရပါဘူး။ BE fanအသင်းရဲ့နှလုံးသက်ပေါ်ဘောလုံးဖြန့်ဝေမှုအကောင်းဆုံးနဲ့ဒီယာဒီဂိုးပန်နီမှု assist အများဆုံးလုပ်ထားတဲ့ကွင်းလယ်လူပါ။ New Taipei City မျိုးသားအသင်းက AFC ကပ်မှာတွေ့ကြုံရှိပြီးသားဖြစ်သလိုအခုအမျိုးသမီးအသင်းကလည်းအာရှစင်မြင့်တက်ကိုပထမဆုံးချိန်ခြေလန်းသင်းနဲ့တက်လှမ်းလာတာပါ။အသင်းရဲ့စုဖွဲ့မှုဤစနစ်နဲ့နိုင်ငံခြားသားအားဖြည့်မှုတွေရအုပ်စု F မှာ AR မျိုးသမီးအသင်းအဓိကထားရင်ဆိုင်ရမယ့်အသင်းဆိုတာသိချပါပဲ။